တွေ့ကြမြင်ကြတဲ့အတိုင်းပါပဲတေးရေးကဇာနီစစ်သွေးတဲ့ဒေဆိုကမေဂျွန်းတဲ့ဟာလေစစ်သားသွေးနီရှေ့သူချီဆိုပဲအဲ့တော့ဒီသချင်းတန်ကိုကြားလို့ရှိရင်ဒါကဘု து သချင်းဖြစ်တယ်ဘလို့သချင်းမျိုးစားမျိုးဖြစ်တယ်ဆိုတာကိုအများစုကလူထုအများစုကသိကြပြီးဖြစ်ပါလိမ့်မယ်အဲ့တော့လူငယ်မျိုးဆက်တွေထဲမှာတော့တေးရေးဘု து တေးဆိုဘု து ဆိုတာကိုသိချင်မှသိပါလိမ့်မယ်သို့တော့ဒါကတော်လိုင်းသချင်းဖြစ်တယ်လူထုကဟစ်ကြွေးကြတဲ့သချင်းဖြစ်တယ်ဆိုတာကိုတော့မျိုးဆက်တော်တော်များများငယ်ကြပေမဲ့ဒီသချင်းကိုကြားလိုက်တာနဲ့ဒါတော်လိုင်းရေးသချင်းဆိုတာကိုသိကြပြီးဖြစ်ပါတယ်ဒါပေမဲ့မခိုးရမနေနိုင်တော့အုပ်စုကတော့ဒီသချင်းဟာစစ်သားသွေးနီရှေ့သူချီဆိုတဲ့သချင်းဖြစ်ပါတယ်တဲ့